ပြီလားဆိုအောက်ကအိတ်ချင်ရောအိတ်ချင်ပြီဆိုရင်ကျမတို့ရဲ့အမေကြီးကတိတယ်အဲ့ဒီလိုမျိုးပြိတ္တတွေအိတ်ချင်နေပြီလားဆိုရင်ကျမတို့ရဲ့အမေကပလို့ကြီးတင်ပလို့ဆိုတာကြားဘူးလားဟုတ်အေးကြားဘူးအဲ့ဒီအဖုံးရင်တင်ပလို့အဲ့ဒီတင်ပါတဲ့တင်ကိုအတကုံထုတ်ပြလို့ရလုံးလေးတွေပြူကုန်အာမနာစရာကတဲ့ဟုတ်ပြီမျက်စိခဲတာတင်နဲ့မျက်စိခဲမယ်တောက်တူရဲ့တဲ့အော်မကွာတောက်တူရဲ့တဲ့အော်မကွာမင်းကြော်တော့မကြော်လားမင်းလူမို့လို့ဟေးဝဲဆိုတော့ပေါင်တစ်လောက်နဲ့9ပိတ်တစ်ခွဲလောက်ထွက်မှာဗျာကောင်းကွဲပြီလားဘာမတော်သေးတာပေါ့ကြားတဲ့သမင်းခန်းနေလို့ကျမတို့မင်းသမီးတွေဒူးလေးတွေထိုင်တာလားမထိုင်တာကောင်းမှမင်းသမီးကောင်းတယ်တချို့ကကြပြောကြဟဲ့ဒီတို့မင်းသမီးတွေကလည်းဘာမှအရင်းကြီးလည်းမပါဘဲနဲ့30 30တောင်းတာမြောင်းလားလေပြောတာဘုံမတို့မင်းသမီးလှုပ်ချင်တယ်ဆိုကဲမနေ့ပြန်ကောက်မယ်ဆိုဒီနေ့တင်လို့မရဘူးလာမင်းနေ့ကောက်မယ်ဆိုဒီနှစ်မှာအကစားတင်လို့မရဘူးဟုတ်တယ်ဘုံမဆိုအခုအသက်28နှစ်ရှိသွားပြီ9နှစ်ရွယ်တဲ့ကတည်းကငိမ့်ဆောက်ကပြီဆိုကရည်ဒီပြန်လာငိမ့်ကလာတယ်ဟုတ်လားအဲ့တော့အခုမှစကပြီးအခုမှတင်လာလဲဟုတ်တယ်ဒီဒူးကလာမယ်လည်းအကြောင်းလေးပြောပြရအောင်နော်ဒီမှာဆိုလို့ရှိရင်ဒီလုံးကြီးမှာဆိုရင်ကြောက်တွေထိုးထားတယ်ဘောကျဲတွေထိုးထားတယ်လုံးကြီးမှာဒီကရင်ကဒါကောင်းတယ်တချို့ຢာတွေမှာဆိုဘုံမတို့တန်ကလေးကြီးတွေချပေးထားတာအဲ့တော့တန်ကလေးကြီးတွေအဲ့လိုမျိုးချပေးထားတယ်ဆိုဒီမှာဒူး